အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတင်ဆက်ပေးမှာကတော့ဘာသာပြန်စာရေးဆရာလည်းဖြစ်ကြပြတွေလည်းရေးတတ်တယ်ကျွန်တော်တို့ရဲ့ဆရာကြီးဆရာချုပ်ကိုဘူးရဲ့ကြပြလေးရာရုပ်ဖတ်တင်ဆက်ပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ချစ်တော်များအားလုံးနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘဝစနေတောင်းမှာထွန်းတဲ့မိုးပတ်စပို့အတုဗီဇာအတုနဲ့ရောက်လာတဲ့ကံကြမ္မာဟာသူကိုယ်တိုင်ကမူအစ်စ်ဖြစ်ကြောင်းခေါင်းတစ်ချက်ပုတ်ပြီးတက်တည်ပြတယ်အပေါ်သွေးကျပြီးအောက်သွေးကြွနေတဲ့အဲ့ဒီလောကရန်ဆိုတဲ့ငနဲကိုအဖက်မလုပ်ဖြစ်ခဲ့တာလဲဆယ်စုနှစ်နှစ်ခုရောရောခန့်ကြာပေါ်စိတ်အဝန်းဝိုင်းဟာအနာသက်မဲ့ကျဲကျင်တိုင်းကျဲတဲ့အခါချက်စားခြင်းတို့လိုချက်စားခွင့်ရနေတဲ့အတွက်လွတ်မြောက်မှုကိုလိလူပြုထားမိခဲ့လွတ်လပ်မှုနဲ့ဝမ်းချခံရတဲ့အကျဉ်းသားဟာလွတ်မြောက်မှုကိုရှာဖွေရကောင်းမှန်းမေးလျော့နေရတာတသက်စီနေကြတဲ့တစောင်းဆေးနဲ့မျက်ချေးကိုအတင်းပေါင်းဖက်ခိုင်းတာလဲလူမတည့်ရကောင်းလားအပြစ်တင်တာလဲလူလှတယ်နေထီးဆောင်ပြီးရောက်လာတဲ့မိုးလာထီးဆောင်အလှဲကြရင်သာကုမှုတာပွင့်ဖို့အသင့်ဖြစ်နေပါစေဆုတောင်းမိပါရဲ့ချိုကိုဘူး